ကျွန်တော်အခုရောက်တဲ့နေရာမွန်ပြည်နယ်ကပြည်မြို့နယ်တစ်ခုမြို့ငယ်တစ်ခုဗျသူကဘီလင်းမြို့ဇုတ်တုတ်စံပြကြီးရွာလို့ခေါ်တယ်ဗျဒီရွာရဲ့နာမည်ကစံပြပြလေဗျကျွန်တော်တို့ဗုဒ္ဓမြန်မာပြည်မှာတော့ရှိရလေဗျစံရွာတရွာမှာစံပြထားလို့ရှိရင်ဒီတခြားရွာတွေတက်ဒီရွာဖွံ့ဖြိုးတိုးတက်မှုနှောင်းဝါကောင်းတာလို့ဒါမှမဟုတ်လူရည်တိတ်တယ်မှုတခြားရွာတွေတက်များတာလို့ဒါကိုကိုစားပြုပြီးတော့ဒီလေရွာကိုစံပြလို့တို့ကတင်စားခေါ်ပေါ်လေးကြားတယ်ဗျဒါကြောင့်မို့ဒီရွာကိုဇောတုတ်စံပြကြီးရွာလို့တို့ကနာမည်မှတ်ခေါ်လာကြဗျကျွန်တော်အခုရောက်ရှိတဲ့နေရာကဇောတုတ်စံပြကြီးရွာထဲကတက်တော်ဦးဘိုးရင်ဟန်းဆိုတဲ့တမိုင်းဝင်နေရာလေးကိုကျွန်တော်အခုရောက်ရှိနေတယ်ဗျကျွန်တော်ရွေကြလဲဒီတမိုင်းဝင်နေရာတွေကိုလိုက်လံပြီးတော့ရှာဖွေပြီးတော့မျှဝေဖို့ရွေချက်ရှိတာတော့ဒီတိုင်းလျှောက်လာခဲ့ပြတာဗျဒီနေရာကတထုံမြို့ရိုးလို့အမည်တွင်ခေါ်လာတယ်ဗျတချို့တွေကဒီနေရာကိုတထုံမြို့ဒီကားစားတော့ကဒီတထုံမြို့ရိုးကမြေကြီးတဲ့လာယူရတယ်လို့ရှေ့လူကြီးတွေပြောကြကြရသိရှိရပါတယ်အဲ့လိုဆိုတော့ဒီမှာကကန်နကန်ရှိတယ်ဗျကန်နကန်ရှိတယ်ပြီးတော့တောင်တန်းတိုလေးတတောင်တန်းရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာကဘုံကြီးကျောင်းလည်းရှိတယ်ဗျပြီးလို့ရှိရင်ဈေးဒီပုံမှန်တကွန်တိုင်းလည်းကျွန်တော်တွေ့နေရတယ်ဗျဆိုတော့ပြီးတော့နန်းတစ်ခုလည်းကျွန်တော်တွေ့ရရတယ်ဗျဒီမှာကကြည့်ရတာနှစ်စဉ်နှစ်တိုင်းနက်ပွဲကနဲ့တူပါတယ်ထူးခြားချက်ကတခြားတစ်ဖက်တွင်ကျောင်းကလည်းဘေးကက်ရရှိနေတာပါဒီလိုဆိုတော့စိတ်ဝင်စားဖို့ရန်ကောင်းတယ်ဗျပြီးတော့တကွန်တိုင်းတစ်ခုတည်းမဟုတ်ဘူးဗျနှစ်ခုဗျဒီမှာကတစ်ခုဟိုဈေးဒီမှာကတစ်ခုဆိုပြီးနှစ်ခုရှိတယ်ဗျနေရာတနေရာထဲမှာတကွန်တိုင်းနှစ်ခုရှိတာဆိုတော့ကျွန်တော်ဒီနေရာပဲတွေ့ဘူးသေးတယ်လို့ထင်တယ်ဆိုတော့ဆက်ပြီးဘာတွေဆက်ဖြစ်မလဲဘာတွေရှိလာမလဲဘာတွေတွေ့ရမလဲဆိုတော့ကျွန်တော်လိုက်ကြည့်အောင်ကျွန်တော်ဆက်ပြီးတော့ဘာတွေတွေ့ရမလဲဘာတွေရှိရဆိုတော့ကျွန်တော်ချက်လိုက်ပြမယ်နော်အားလုံးလည်းစိတ်ပတ်ဝင်စားပေါ့စိတ်ဝင်စားဝင်ကြည့်ပေါ့ဘာလို့ဆိုတော့ဒါသမိုင်းဝင်တဲ့နေရာတစ်ခုဗျကျွန်တော်ပြရတာတိတ်ဆင်မပြေလို့ကင်မရာလေးကိုနှောက်ယှက်ပြသွားရင်တော့တောင်းပါပါလေ sorry ကျွန်တော်ကင်မရာလေးကိုတော့တစ်စောင်းလေးလောက်လိုက်မယ်နော်စောနာကျွန်တော်ပြောခဲ့တဲ့တောင်တန်းဆိုတာဒီတောင်တန်းကိုပြောတာဗျ sorry ကင်မရာလှုပ်တာဒီတောင်တန်းကတထုံတောင်တန်းလို့ခေါ်တယ်ဗျဟိုးဘက်ထိပ်တွေ့လာမလို့တပင်ရဲရဲတွေအထိရောက်တယ်တူလေးဗျတောင်တန်းကတော့ဒီနာပတ်မှုချင်းမှာတော့ဘာတွေရှိတယ်ဆိုတော့ဘုန်းကြီးကျောင်းဗျဒီမှာကျွန်တော်စောနာပြောတဲ့ဘုန်းကြီးကျောင်းဒီဘုန်းကြီးကျောင်းကဟိုးအရင်ကတည်းကရှိတာလို့ပြောတယ်ဗျပြီးလို့ဆိုရင်ကျွန်တော်ဒီမုတ်ဝကျောင်းနောက်တစ်ချက်ပြောပြမယ်နော်ဒီမုတ်ဝကနည်းနည်းလေးထူးဆန်းတယ်ဗျဆန်တော်ကျိုတက်တော်ဦးဖောင်တော်ဦးဘိုးရဟန်းစံကျောင်းတော်နဲ့ကန်ကြီးနောင်ဆိုပြီးတော့ရှိတယ်ဗျခေါ်တာတက္ကသိုလ်1382ခုနှစ်ကဒီဥစ္စာပြုပြင်မူးမှန်ခဲ့တယ်တူပါတယ်တခြားတစ်ပတ်တွေနဲ့ချင်းတိနှကောင်ဝမုတ်ဦးမှာရှိနေအောင်နော်ကျွန်တော်အရင်ဆုံးပြောပြချင်တာဒီနေရာဗျဒီနေရာဒီနဂါးမိုးရတဲ့ဖရာလေးကျွန်တော်အရင်ဆုံးပြောပြချင်တာဗျဒီနဂါးမိုးရတဲ့ဖရာကဒါကန်ကြီးနောင်တစ်ဖက်ကနဂါးကန်လို့ဒီကောင်ခေါ်တယ်ဗျအရင်ကတည်းကလည်းနဂါးကန်လို့ခေါ်တွင်ကြခဲ့ကြတယ်လို့ခေါ်တယ်ပြောကြတယ်ဒါကအသစ်ပေါ့နော်ဒီတကွန်တိုင်းအသစ်လို့ပြောကြတယ်ဗျဒီဆောက်ထားတာမကြာသေးဘူးလို့တို့ကတော့ပြောကြတယ်အဲ့လိုဆိုတော့ကျွန်တော်တစ်ဆင့်ကြီးသွားအောင်လေနော်ဒါတကွန်တိုင်းမှာကအောက်ချင်းရင်မှာချင်းသေး၄ကောင်ရယ်ဘိုးတကြားမင်းရုပ်ပုံရုပ်ထု၄ပါးနဲ့တကွန်တိုင်းပေါ့နော်တကွန်တိုင်းရဲ့ထိတ်မှာကထူးခြားတာဟင်းတာဗျဒါတော့တွင်းနေမြင်နေကြအတိုင်းဖြစ်ပါလိမ့်မယ်ဆိုတော့ထိတ်မှာတော့ဆမ်ထီးနေပေါ့နော်စိတ်ဘူးတူသေးလေးနဲ့တပ်ပွဲပါတယ်လောက်ထားတဲ့ပေါ်နေထားရအကုန်တပ်ပွဲပါလမ်းလေးလောင်သူကလောက်ထားသေးတာဗျသွားမဲ့လမ်းအနေထားတွေရောသူကဒီဘက်ကနေပြီးတော့သွားဖို့အတွက်အသင်ဖြစ်နေပုံရတယ်ဒီဘက်ကနေပေးသွားပုံရတယ်ဗျဒါကအခုတွေးနေလှမ်းမြင်ရတဲ့နေရာကဒါတော်တော်ဦးဈေးဒီလို့သူတို့ကတော့ခေါ်ကြတယ်ဗျဒီနေရာကိုတော်တော်ဦးဈေးဒီလို့ခေါ်ကြတာတော့သူတို့ပြောကြတော့ဒီနေရာကိုဆက်ပြီးတော့ပြုတ်ပြင်မွမ်းမထားလို့ပြောကြတယ်အရင်ကဒီလိုပုံစံမဟုတ်ဘူးလို့တော့သူတို့ပြောတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီတော့မသွားကြည့်တော့ဘူးလေနော်နည်းနည်းလေးဝေးတယ်ဆိုဟိုမှာကလေးတွေကကစားနေကြတယ်ဆိုတော့သူတို့တော့နှောက်ယှက်ဖြစ်သွားမှာလေနည်းနည်းစိုးရင်ပဲဘာဖြစ်လို့ဆိုတော့နိုင်ငံရေးအခြေအနေကကောင်းတာမဟုတ်လေကျွန်တော်က
သူတို့ချမ်းမှာဒီလိုလာလောက်လေဆိုတော့သူတို့အတွက်နည်းနည်းကလေးတွေနှောက်ယှက်ဖြစ်မှာတယ်ဒီဘက်ချမ်းမှာဇီဒီရဲ့ဒီဘက်ချမ်းကအဝိုင်းဇီဒီတခုတွေ့တာမလို့ကျွန်တော်နည်းနည်းဇုံးဆွဲပြနော်အဝိုင်းဇီဒီတခုရှိတယ်ဗျာအဲ့ဇီဒီကထူးခြားချက်ဗျဟိုဖျားတီကလေးကဒီဇီဒီကရှိခဲ့တာလို့သူတို့ကပြောကြတာဖျားတီကလေးကဒီဇီဒီကစီးကြတာထိကြတာတဲ့ဒါတော်တော်ဦးစီးဒီပေါ့နော်တော်တော်ဦးစီးဒီကလည်းတပ်ပဲပါလားအနေလောက်ထားတဲ့ပုံစံနဲ့နော်တော်တော်တပ်ပဲပါကျွန်တော်ဇုံးမဲ့ဆွဲပြလိုက်တော့မှာဗျထိတ်မှာစိန်ဖူးနဲ့တပ်ပဲပါလောက်ထားတာအကုန်လုံးဒီဖះကနဂါးကန်ရဲ့ဖះဗျဒီနဂါးကန်ဖះကျွန်တော်ဘေးနားကိုတွားကြည့်နော်ဟိုမှာဒါနဂါးကန်ရဲ့ကန်ရဲ့ထဲမှာရေပေါ့နော်သူကနဂါးနေတဲ့အတွက်ရေတော့ရှိရမှာနော်ဒါစတာပါအရင်ကတည်းကဒီကန်ရှိခဲ့တာလို့ပြောတာနှစ်ပေါင်းများများစွာတည်းကသူတို့ရှစ်လူကြီးတွေငယ်ငယ်လေးတည်းကဒီကန်ရှိခဲ့တာလို့ပြောတာဖောက်ပတ်ချလဲမှာတော့မျက်ပင်လေးတွေပေါ့နော်မနက်ကဒီနေရာကိုပြန်လဲပြုပြင်တေးချာတိတ်ထိမ့်သိမ်းတာပါနော်ဒီနေရာကရန်လှတယ်ဒီနေရာကပြန်လဲပြုပြင်မုန်းမှန်ထားတဲ့ဂျေဒီလို့သူတို့ကပြောကြတယ်နောက်ပြီးကျွန်တော်ဒီဂျေဒီအောက်ခံကထူးခြားမှုရှိတယ်ဗျသူကအောက်မှာကြောက်တိုင်နဲ့လောက်ထားတာဗျကြောက်ခုံနေရှိတယ်ဗျအဲမှာကျွန်တော်ခဏလေးကြည့်ရမယ်နော်ဟိုဘက်ကတွေ့နေရတဲ့အိမ်တဲလေးကတော့ဒါကွန်းရဆိုင်လို့ခေါ်တယ်ဗျသူတို့ကတော့ကွန်းဆိုင်လို့သတ်မှတ်ထားတာပေါ့နော်ဟိုမှာကွန်းရရောင်းတယ်ဗျဒီဆိုင်လေးကတော့မုတ်ဆိုင်နဲ့တူပါတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ဒီမုတ်ဝလေးကိုမုတ်ဝတွေကိုကြည့်အောင်ဒီမုတ်ဝကလွန်ခဲ့တဲ့နှစ်နေငယ်လောက်တင်တယ်သူကသာသနာနှစ်2564ခုနှစ်ဆိုတော့မကြသေးဘူးတင်တယ်၄နှစ်တော့ရှိပေါ့ဒီနေရာကဒါကထုံးစံတိုင်းပေါ့နော်သူတို့ကျွန်တော်တို့ဖះမုတ်ဝတွေမှာချင်းသိန်းနာကောင်စီစမြဲဆိုတော့ဒီမှာလည်းရှိတယ်ဗျဒါပေမဲ့အဲ့ဒီနေရာကန်ကြီးဗျအဲ့ဒီနေရာကန်လို့ပြောကြတယ်ကျွန်တော်တို့သုံးဝင်ကြည့်အောင်ကျွန်တော်အခုအထဲထဲရောက်လာပြီပေါ့နော်ဒါကိုကျွန်တော်အခုထဲထဲရောက်လာတဲ့ပုံစံပါအထဲထဲမှာလောက်ထားပြောကျွန်တော်စောနပြောသလိုပဲဒီနေရာကကန်လို့ပြောရတယ်တကယ်ကြီးလည်းကန်ကြီးဗျဒီမှာကန်ကြီးဗျဒါတော့ကန်ကြီးပေါ့နော်ကျွန်တော်နည်းနည်းဖုံးမှန်လေးလှည့်ပြတယ်ဒီမှာကန်ကြီးပေါ့ဒါတော့နေအောင်ကြီးရောင်ပြန်ထင်းတာအောက်မှာမိုးရိပ်တွေတွေ့နေရတယ်ဒီထဲမှာငါးတွေလည်းရှိတယ်လို့သူတို့ကပြောကြတယ်ဗျဒီဘက်ကနေရာတော့ဒီနေရာတော့ပုံမှန်နေထားတော့မဟုတ်ဗျပြန်လည်းပြုပြင်ထားတယ်တူပါတယ်ဘာဖြစ်လို့ဆိုဟိုဘက်မှာအုတ်နေရံကနည်းနည်းလေးဟိုစားလောက်တာလေနည်းနည်းလေးဟိုမှာပြန်လည်းပြီးတော့ပြုပြင်နိုင်မုန်းမှန်ထားတဲ့ပုံစံဗျအဲ့ဒီနေရာဒါတော့ဘိုးရန်ဖေးရားနဲ့တူပါတယ်အနောက်မှာဒီဒါဘိုးရန်ဖေးရားနဲ့တူပါတယ်ဒီနေရာဘိုးရန်ဖေးရားနဲ့ထဲထဲကျွန်တော်တို့ဝင်ကြည့်အောင်နော်ထဲမှာတကားဖွင့်လို့ရတာမသိပါဘူးကျွန်တော်ဖွင့်ကြည့်လိုက်အခုချိန်တော့ကျွန်တော်ဖွင့်လို့မရဘူးဗျတကားပိတ်မဖွင့်နေတူပါတယ်ဒီနေရာထဲမှာကလေးတွေရန်ကြောက်လို့ထင်တယ်ဒီဘက်မှာကျွန်တော်ကလေးတွေတော်တော်များများတွေ့ထားတယ်ဗျဒါတော့ကလည်းလမ်းမှာတောက်လျှောက်ကလေးတွေယူဆိုဖွင့်လို့ရပါဗျ sorry ဖွင့်လို့ရပါဗျထဲထဲမှာဒါထဲထဲရောက်လာတာပေါ့ထဲထဲရောက်လာတော့ဒါနည်းနည်းလေးဟိုးစားဖြစ်သွားတယ်ဗျနည်းနည်းလေးအုပ်သွားတော့နော်မှန်လောင်ခန်းဆိုတော့ကျွန်တော်တို့ဘယ်ဘက်ချက်လဲကြည့်အောင်တင်အောင်ကြီးကလည်းထိုးတယ်ဗျထဲမှာကန်တယ်ဘာမှမရှိဘူးဗျရိုးပါပဲပုံမှန်ပါပဲနောက်မှာတော့အိမ်ကြီးပါတယ်
တပ်ပေးပါတယ်ဘေးနားမှာအကုန်လုံးကအုံဒီတလုံးရှိရဖះပန်းနေ့စဉ်တဲပေးပုံရပါတယ်မွေးတန်ရဲ့ဖျောင်းနိုင်ရစီလီခွက်ဖျောင်းနိုင်ခွက်မွေးတန်ခွက်အမှထီးကျင်ဒီဘက်မှာတော့ဒါတော့စပွဲတစ်ခုနဲ့တူပါတယ်တခါပေါက်တစ်ခုပဲရှိတယ်โอเคကျွန်တော်တို့တောင်တောင်မှာလှည့်ရတော့ဒီဥစ္စာပြီးသွားပြီဆိုတော့ဟိုမှာနေအောင်ကြီးနဲ့တူတတုံစီတွေကတော့အရန်တပ်ပယ်လာတယ်ဗျကျွန်တော်စောနပြောခဲ့တယ်ဒီမှာကသမိုင်းဝင်နေရာတစ်ခုလို့ကျွန်တော်ပြောခဲ့ဆိုတိုင်းအကုန်လုံးကသမိုင်းဝင်နေပြီပဲဗျတော်တော်များများဗျနေရာတိုင်းမှာပဲဆိုတော့ကျွန်တော်တို့တောင်တိုင်းဘေးနားရောက်နေဗျတောင်တိုင်းစောနာနဲ့တောင်တိုင်းဘေးနားပါဒါပေမဲ့အခုကပိုနီးကက်လာတယ်ဗျအဲ့ဆိုတော့တောင်တိုင်းယူနေတဲ့စုံကြည့်အောင်အခုထူးထူးခြားခြားတွေးမိတာကတော့တောင်တိုင်းမှာသူကရုပ်ထုတွေရှိတယ်ဗျဘာရုပ်ထုတွေရှိတယ်ဆိုတော့မလုတ်တီလာဖင်တော်ခွာဒါမြန်မာပြည်သူတိုင်းသိကြမှာထင်ပါတယ်ကျွန်တော်ကိုယ်မြန်မာပြည်သူတိုင်းသိကြမှာဆိုရင်မလုတ်တီလာဖင်တော်ခွာတော့ဖះသွားလို့ရှိရင်သူသဖြင့်ရှိပါတယ်သူသဖြင့်ဇီဒီပထိုးတွေမှာအများဆုံးရှိပါတယ်ဒီဘီလီမျိုးနယ်ကထူးခြားကြပါလဲဆိုတော့သူကသမိုင်းဝင်နေရာပေါ်တယ်ဗျာဒီနေရာကျွန်တော်တို့ပြောပြချက်အရကေရာတာရှိတယ်မြားတပိတ်ရှိတယ်လို့ပြောတယ်ကျွန်တော်မှတ်မိသလားပေါ့နော်ဟိုဘက်ကြိုက်ထုတ်သွားဦးစင်းတယ်ကြိုက်ထုတ်မျိုးနယ်ထဲမှာဆိုတော့ကြိုက်ထုတ်လူတိုင်းသိပါတယ်ဒါကတော့ကဘာတော့သိပါတယ်တခြားတစ်ဖက်ကကြိုက်ထုတ်မှာဆိုလည်းဒီဟိုးစားတွေထိုင်တော်မူရှိတယ်ဒီဘက်မှာဆိုလည်းဘီလေးမှာဆိုလည်းနောက်တစ်ခုကကုတ်တိနိုင်ရောဖះပြိဋိနိဗ္ဗာန်ဆန်းတဲ့နေရာလို့သူတို့ကခေါ်တွင်ကြရတယ်ဗျအဲ့ဒီလူများစုကဒီနေရာကိုအဲ့ဒီကုတ်တိနိုင်ရောလည်းရှိလို့ပြောကြတယ်ဒါကြောင့်ကျွန်တော်အခုဒီနေရာရောက်ရှိလာခဲ့ခြင်းဖြစ်တယ်နော်ဆိုတော့ကျွန်တော်တို့အခုစကားပြောဆိုရင်လည်းလေတွေများနေထင်ပါတယ်ကျွန်တော်တို့လက်တွေ့တော့တွေ့တာမလို့စောနာကျွန်တော်ပြောတဲ့တောင်တန်းဆိုတာဒီတောင်တန်းကိုပြောတာဗျာတထုံတောင်တန်းသူကဘေးနားမှာတောင်တန်းဖြစ်ဖို့အတွက်အုတ်နေတဲ့ကားထားတယ်ဗျအိုးဟိုမလို့တီလာဖင်တော့ခွာတော့ရုပ်ပုံကတကယ်ကိုတက်ဝင်နေတယ်ဗျမသိရင်အသက်သွင်းရတဲ့ပုံစံကြလို့အကောလုံးနေထားတွေအစအကောလုံးကအသက်ဝင်နေဗျဒီမှာအကောလုံးရုပ်ထုတွေရှိတယ်ဗျဒီဘက်မှာထူးခြားချက်ကဒီဘက်တစ်စောင်းတော့မရှိဘူးဗျဒီဘက်တစ်စောင်းတော့လုံးဝမရှိဘူးဒီဘက်ကျွန်တော်အုတ်ဒီကြောက်တွေနဲ့သူကစီထားတာဗျတေးသေးချာချာစီထားတာဘုံကတော့မျက်ပင်တွေတက်နေတာကျွန်တော်ဒီပေါ်တက်ကြီးပေါ်ကလည်းလေကားလည်းမရှိဘူးဗျဒီတိုင်းတက်ရမှာဆုံးဆင်မပြေဘူးဒီမှာကိုကအုတ်နဲ့တေးသေးချာချာစီထားတယ်ဗျကျွန်တော်ကန်ကြည့်လိုက်ပါနည်းနည်းတော့အုတ်နဲ့တေးသေးချာချာစီထားတယ်ဗျသူတို့ကအုတ်နဲ့တေးသေးချာချာစီထားတယ်ဗျဒီနေရာတေးသေးချာချာဗျအထဲထဲကိုလည်းဘာမှမတွေ့အောင်တေးသေးချာချာတလုံးချင်းစီထပ်ထားတယ်ထင်တယ်ကျွန်တော်ကြည့်ရတာထဲထဲမှာဘာကြီးထားလာလဲတော့မသိဘူးနည်းနည်းလေးပေါက်နေတယ်ကျွန်တော်ချောင်းကြည့်အောင်ထဲမှာလည်းပြီးတော့ဒီမှာကခတ်တာကမွေတွင်းနေတယ်ရှိတယ်လို့ပြောကြတယ်ဗျဒီမှာအများစုကမွေရှိတယ်လို့ပြောကြတယ်ဟုတ်ဆိုရှော့တော့မနှိုက်ရဘူးဗျဒီဘက်မှာဆိုမြင်းရုပ်ဗျပြီးတော့ဒီနေရာကိုစင်တထက်မြင်းတစ်ထက်လို့ခေါ်ကြသေးတယ်ဗျနောက်တစ်ခုကလေကျွန်တော်မြင်းရုပ်တွေ့လို့သတိရပါစင်တထက်မြင်းတစ်ထက်လို့ခေါ်ကြသေးတယ်ဒီမှာဆင်တွေမြင်းနေတယ်နတ်တွေပေါ့နော်နတ်ဆင်တွေမြင်းနေတယ်မြင်းနေတယ်ရှိကြတယ်လို့ပြောကြတယ်ဟိုရှေအခါတော့ကတော့ဒီနေရာမှာလာပြီးလာကွယ်ဆိုရင်သူကဒီစင်တန်မြင်းစာကြားရတယ်လို့ပြောကြတယ်သူကခွာတန်ပေါ့မြင်းဆိုတော့ခွာတန်ဆင်ဆိုတော့ချူတန်ပေါ့အဲ့လိုကြားကြလို့ပြောကြတယ်ဒီမြင်းတွေကတကယ်တည်းအသက်ဝင်တယ်ဗျသူကတစ်ကောင်နဲ့တစ်ကောင်ရှိနေတာဗျတမင်တကာထုထွင်းထားသလိုပဲပြင်းဒီမှာတော့ဒါတော့ဟိုးစားဗျနဂါးရုပ်ထုနဲ့တူပါတယ်ဒီမှာနဂါးရုပ်ထုဗျဟုတ်တယ်သူကကြောက်ထွင်းရတာကြောက်ကဒီတိုင်းပဲဗျတမင်တကာကိုစီထားသလိုပဲဟိုမှာကြောက်နေတယ်ပဲဒီနေရာတမင်တကာစီထားသလိုပဲဗျအကောင်လုံးကစိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကြီးဒီမှာဒီနာပတ်ဝန်းကျင်ကတော့နည်းနည်းလေးညင်း
ထွက်တဲ့ထဲတော့မပါဘူးဗျနည်းနည်းပြောမယ်ကြီးရွာဆိုတော့ဒီတိုင်းပါပဲကြီးရွာဆိုတော့ဒီလောက်နေထားရှိပါတယ်ဟိုဘကာဂျုံတော့ကျွန်တော်ကြည့်ချင်းဝင်းနဲ့တူပါတယ်တော့နေထားဒီနေရာကတကယ်လို့လဲအသက်ဝင်တယ်ဗျဒီနေရာမှာစောင့်တော့မွေကြီးတွေထွက်လာလို့ပြောကြတယ်ဗျသူတို့ကတော့မွေဆိုတာကောင်ကြီးတော့မဟုတ်ဘူးပေါ့ဗျာ၄ကောင်၅ကောင်ပေါ့အပေါ်ကနေရာမှာလဲအကုန်လုံးကချောနေတာပဲဗျပေါ်နေရာမှာနော်ချောနေတာဗျတွေ့လာမယ်ကျွန်တော်ဇုံးဆွဲဗျတခုခုနေသားပုံရပါတယ်အဲ့ညာနုံးလဲချောနေဗျကင်မရာနဲ့မလို့ဗျကင်မရာမကြည့်တော့ကင်မရာမကြည့်တော့မတွေ့အောင်ကင်မရာမကြည့်တော့မတွေ့အောင်ဒီမှာဒါတောင်တန်းဗျတော်တော်ဝေးဝေးဗျတောင်တန်းကလည်းတော်တော်ရှိတယ်ကျွန်တော်ထင်တယ်ကျိုးနေဆိုရင်တော့9ကျိုးလောက်ရှိမှထင်တယ်ကျွန်တော်စိတ်ကူပဲမှားနေကလေးတယောက်ဗျဒီပိုင်းရထင်တယ်ဒီကလေးထူးခြားတာသူကအမိုးကအကောင်လုံးမိုးရတာမဟုတ်ဘူးဗျတဝက်တပြိုင်နည်းနည်းပဲမိုးရဗျဟိုဘက်လည်းမပါဘူးတောင်ရဲ့တဝက်ကနေပြီးတော့ဒီဘက်မိုးထားတာဗျပြီးတော့ဒီမှာလည်းကာထားသေးတယ်ဗျပေးလေးမူပဲအဲ့ဒီနေရာသူကကာထားတယ်တော့ရတယ်တော့တာကျွန်တော်ပြရမှာတော့ရတယ်ဟိုဘက်မပါဘူးဟိုဘက်လည်းဒီလိုပဲရုပ်ထုတွေလောက်ချိတယ်ဗျဒီလိုပဲရုပ်ထုတွေရှိတယ်ဗျအောင်းစရာကသူတို့ပြောကြတဲ့အောင်းစရာဒီတထုံကိုတထုံမျိုးကြီးကိုတဲတော့ကဒီကမြေကြီးလာယူွားကတယ်လို့ပြောတယ်တထုံမျိုးတင်ကမှန်နေရဒီနေရာတထုံမျိုးယူလို့ပြောကြတယ်ပြောမယ်ဆိုခန္ဓာတစ်ခုနဲ့လည်းဖြစ်နိုင်တယ်ဗျထူးခြားချက်ကဒီမှာဘာဖြစ်လို့ဒီလိုဆောက်ဦးရှိနေတာလဲဆိုတော့မသိဘူးပေါ့နော်ဘာဖြစ်လို့ဒီလိုဖြစ်နေတာဘာလို့ဒီလိုရှိနေတာလဲဘာကြောက်လဲပြောစင်ဒီနေရာကဘာဖြစ်လို့ဒီလိုလေးမိုးထားတာဒီမိုးထားတာအနစ်ပေါင်းလူရှိလူကြီးငငယ်ထဲရလို့ပြောတယ်ဗျကျွန်တော်စုံစမ်းကြည့်တော့ပေါ့နော်ဒါပေမဲ့သူတို့နဲ့ကနနာစကားပြောဘူးတော့မဟုတ်ဘူးပေါ့ကိုပြောဒီပြောတယ်ကိုကြောက်ပြောဒီစားလက်ဖက်ဆိုင်ထိုင်ဆိုတော့တည့်ရတဲ့အတိုင်းပဲပြောဒီမှာကသူတို့မှိုက်နေပြစ်ထားတယ်ဗျကလေးတွေဖြစ်တာဒါမှဘုန်းကြီးကျောင်းကဝေးစားလေးနဲ့တူပါလားပြောဒီဘက်မှာကလည်းရှင်းရတယ်ဗျဒီဘက်ကဝိုးစားမရှိဘူးဒီဘက်မှာလည်းလမ်းနဲ့အိမ်တွေရှိတယ်ဗျစိမ့်ဆိုတာနော်နေချင်းကြလဲအဲ့လိုဆိုစိတ်ဝင်စားကြတော့အများကြီးပဲဗျနော်ပြည့်နေနေတယ်အကောလုံးကတော့အများကြီးပဲစိတ်ဝင်စားနေရများတာမဟုတ်ဘူးဒီတောင်တန်းဟိုမှာစိတ်ဝင်စားကြဖြစ်နေတာဗျသူကအာယုံစိတ်မှုကို100%ရတယ်လို့တော့ကျွန်တော်မြင်တယ်ဟိုဘက်မှာတကားပေါက်ရှိရထင်တယ်နည်းနည်းပွင့်လာကျွန်တော်တို့သွားကြည့်အောင်တကယ်ကြီးတကားပေါက်ရှိရလားဗျအော်ဟုတ်တယ်ဗျဒီမှာတကားပေါက်တစ်ခုလောက်ထားတယ်ဗျသူဟုတ်လားတည်ချာလောက်ထားတာသူတကားပေါက်တစ်ခုတေချာဆိုတော့တကားပဲတော့မပါဘူးပေါ့လေကားပေါက်တစ်ခုလောက်ထားတယ်ဗျကျွန်တော်မွေးကြည့်မရဲဘူးဗျကျွန်တော်ဘာရှိတယ်မသိဘူးဒီလိုကြောက်တာဒါဖရောင်းလုံးကျင်းဆိုတော့လေမင်းတို့ထူးကြတယ်ဗျအခေါ်လုံးကတော့ထဲမှာရုပ်ထုတွေရမြင်းရုပ်ထုတွေဗျဆင်ရုပ်ထုရှိတယ်မြင်းရုပ်ထုရှိတယ်ပြီးလို့ရှိရင်ကြားရုပ်ထုရှိတယ်ပြီးလို့ရှိရင်ဆင်နဲ့မြင်းနဲ့ကြားနဲ့ပဲထင်တယ်ကျန်တာငကားပေါ့နော်ငကားရုပ်ထုကဟိုဘက်တောက်မှာဒါတော့ဒီဘိုးရဟန်းရဲ့ဖုန်းကြီးเจ้าနဲ့တူပါတယ်ကျွန်တော်စိတ်ထင်တော့ဒီဥစ္စာဖုန်းကြီးเจ้าပဲဒါပေမဲ့ဖုန်းကြီးတော့မနေတော့ဘူးဘာလို့လဲဆိုတော့နေရာပေါက်ဝင်ခြင်းအနေထားရတန်ခါရှိရဲ့အနေထားမဟုတ်ဘူးဗျဒါဘိုးရဟန်းရဲ့အမိုးတော်ပေါ့နော်အမိုးတော်ဘုံ3စင်းနဲ့ဗျဘိုးရဟန်းဆိုပေမဲ့သူကနည်းနည်းတော့မဟုတ်ဘူးသူကဘုံ3စင်းနဲ့မဟုတ်အဝါမှာဇေဒီနဲ့ဖြစ်တယ်တော့နောက်မှာလည်းထီးတော်တွေပါနေဗျကျွန်တော်နည်းနည်းဆွဲကြည့်အောင်ထီးတော်နဲ့ထူးခြားတာဒီမွေဒီနဂါးကသူကခနာကို2ခုပြင်မဲ့သူကခေါင်းတစ်လုံးနဲ့ဗျခနာကို2ခုသာလောက်ထားတာခေါင်းကတစ်လုံးနဲ့ပြီးတော့နဂါးရဲ့မုတ်စိတ်မွေကိုဇော်ကြီးကဆွဲထားတယ်နဲ့တူပါတယ်တွဲဖို့ကြီးနဲ့တူပါတယ်ထူးခြားနော်တော်တော်ထူးခြားဘုံကြီးကြောင်ဘက်မှာတော့ရေစင်နဲ့တူပါတယ်ဟုတ်တယ်
ဘက်ကတော့ရေစင်ဒီဘက်ကတော့မုံကြီးကြောင်လူမပေါင်းကြီးမရှိပုံများတော့ဘာမှဥစ္စာဖြစ်နေဆိုစိတ်ဝင်စားစရာနော်ဟိုးမှာစောင်းစုံတွေ့တယ်ကြာဖိုးတဲ့စောင်းစုံအနီအောင်နဲ့ရေရဖိုးတဲ့ကြည့်ရတော့ဘက်မှာတော့လူတွေပေါ့နော်လူပဲလူကြီးတွေဖြစ်ပုံရပါတယ်ဗျဒီပိုင်းကထင်ပါတယ်စာသင်ကျောင်းကတော်တော်ကြီးကြီးဗျဒီစာသင်ကျောင်းကအခြေခံပညာ9တန်းလေးရှိရလို့ပြောကြတယ်မူလတန်းလုံကျောင်းပေါ့ပြောရမယ်ဆိုအဲ့လိုဆိုတော့ကျွန်တော်တို့အဲ့လိုဆိုတော့စိတ်ဝင်စားစရာအများကြီးပဲเนาะဒီမှာတောင်တန်းတွေနဲ့တောင်တန်းကလည်းတော်တော်စိတ်ဝင်စားစရာဗျအမိုက်တွေမဟုတ်ပါဘူးမြက်တွေရှိနေပြီဆိုမှလည်းစိတ်ဝင်စားစရာတော်တော်ကောင်းပါတယ်ပြောမှဆိုပေါ့မှာလည်းငကားလည်းခနာကိုတစ်ခုခနာကိုနှစ်ခုနဲ့ခေါင်းတစ်လုံးဆိုတော့နည်းနည်းစိတ်ဝင်စားစရာကောင်းပါတယ်ပြီးတော့ဒီတောင်တန်းရဲ့ဟိုဟာရုပ်ထုတွေရတယ်အောင်တော့မှရှိတဲ့ရုပ်ထုတွေအကုန်လုံးကအသက်ဝင်နေတယ်လို့ခံစားရတယ်ဗျသူတို့ဟာတွေကနည်းနည်းဘယ်လိုပြောမလဲပုံမှန်အနေထားထက်ရုပ်ထုတွေတက်သက်ဝင်ရလို့ခံစားရတယ်ဗျဒီလိုဆိုဒီလောက်ပဲလေနော်ကျွန်တော်နောက်ပိုင်းမှာပဲနောက်ထပ်ဗီဒီယိုများကိုဆက်ပြီးတော့တင်ဆက်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel ကို follower လုပ်နေလုပ်ထားပေါ့ subscriber လုပ်နေလုပ်ထားပေါ့ဒါမှမဟုတ်မှတ်သားထားရတယ်မှတ်သားပေါ့မျိုးမျိုးလုပ်နိုင်ပါတယ်ကျွန်တော်ကဒီဥစ္စာပျော်သဘောနဲ့ဒီလိုပဲတွိုင်းလိုင်းနဲ့ရိုက်ပြီးဗီဒီယိုတွေတင်သွားမှာဆိုတော့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သမိုင်းတွေရှိမှာပါနိုင်တင်သွားမှာအဲ့လိုဆိုတော့ဘိုင်ဘိုင်နေနော်အားလုံးကျမ်းပါလို့ချမ်းသာပါစေကိုစိတ်နဲ့ပြအေးချမ်း၍BNရဲ့မျိုးမျိုးကင်းပြီးကျမ်းမာတဲ့အနေထားကျမ်းမာရဲ့အခြေအနေစူရတဲ့လိုပါဆင်ပြေကြပါစေနော်နောက်မှပြန်ဆောင်ပါဘိုင်ဘိုင်